အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ iPad မှာ2016မေလ6ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ဖို့ဤပညာပိုင်းအရောသတင်းပိုင်းချက်လက်ရပါအခက်မှန်းသုံးသပ်ပြပေးသွားမှာဖြစ်တယ်ပထမအဆုံးအနေနဲ့ကမ္ဘာရွှေကိုဤပညာအရာအခက်မှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ဤပညာအရာကမ္ဘာရွှေကိုအခက်မှန်းသုံးသပ်တဲ့အခါကျတော့ A4 time frame နဲ့အခက်မှန်းသုံးသပ်ပြပေးသွားမှာဖြစ်တယ် A4 time frame ဆိုတာဘယ်လိုမျိုးလဲဆိုရင်ဒီကန်နယ်တုံးတုံးတွေအကြာချိန်တွေဟာကျွန်တော်တို့ဒါ4နာရီကြာတာဖြစ်ပါတယ်ခင်ဗျာ4နာရီကြာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ time frame ကို A4 time frame လို့ကျွန်တော်တို့ပြောရခြင်းဖြစ်တယ်အဲကဲလို့ကိုက time frame ကို H1 နဲ့ကြည့်တယ်ဆိုလို့ရှိရင်တော့ကန်နယ်ရဲ့ဒီရဲ့တုံးကြာချိန်တွေဟာကျွန်တော်တနာရီပဲကြာမှာဖြစ်ပါတယ်ဒီလိုမျိုးတွေကိုပြတာတွေတော့ရှိတယ် time frame တွေကတော့အများကြီးရှိတယ်အဲထဲမှာကိုကျွမ်းကျင်တယ်ကိုကြိုက်နေတဲ့ဒီ time frame တွေကိုပေါ့မူတည်ပြီးတော့ရွေးချယ်ပြီးသုံးသပ်ပြီးအယောင်းဝယ်လုပ်ကြတာတွေရှိတယ်ကျွန်တော်ကတော့ဒါ A4 time frame နဲ့ခံမှန်းသုံးသပ်ပြပြီးမှဖြစ်တယ်လက်ရှိကမ္ဘာရွှေပေါက်ဈေးဟာကျွန်တော်တို့တအောင်စကိုဒီမှာ4660ခွန်ပေါက်နေတာဖြစ်တယ်4660ခွန်ဆိုတဲ့အနေထားဟာကျွန်တော်တို့ဈေးတက်အားတာနေတယ်ဝယ်လိုအားများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ဒီလိုပြောလိုက်လေကျွန်တော်တို့လက်ရှိဈေးအနေထားကိုဘာကြောင့်ဒီလိုဈေးသက်အားတာနေလဲဘယ်လိုအားများနေလဲဘာကိုကြည့်ပြီးပြောလိုက်လဲဆိုအယိုးရှင်းဆုံးပထမတနည်းအနေနဲ့ကြည်နည်းကိုကျွန်တော်ပြောပေးမှာဖြစ်တယ်ဘယ်လိုကြည့်ရလဲဆိုလို့ရှိရင်ကျွန်တော်က A4 time frame မှာကြည့်တာဖြစ်တဲ့အတွက် A4 time frame ရဲ့ကန်တွေကိုအရင်လုံးကြည့်လိုက်တယ်လက်ရှိကန်တွေကိုဒီမှာကြည့်လိုက်တယ်လက်ရှိကန်တွေကဒီမှာဘူးကန်တွေဖြစ်နေတာဖြစ်တယ်ဒါပေမဲ့လက်ရှိကန်တွေတုံးကိုကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးဘာကြောင့်လဲဆိုလက်ရှိကန်တွေကဈေးမပိတ်သေးဘူးဈေးအသက်ကျတွေရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတုံးကိုကြည့်ပြီးဆုံးဖြတ်လို့မရဘူးဒါဆိုတော့ပြီးသွားတဲ့ကန်တွေတုံးနှစ်သုံးလောက်ကိုကျွန်တော်တို့ကြည့်ရဆုံးဖြတ်ရဖြစ်တယ်ဒါဆိုတော့ပြီးသွားတဲ့ကန်တွေတုံးကဒီမှာတုံးနှစ်သုံးရှိတာဖြစ်တယ်ဒါဆိုတော့ပြီးသွားတဲ့ကန်တွေတုံးနှစ်သုံးကလည်းဒီမှာဘူးကန်နယ်တုံးတွေပဲတွေ့နေရတာဖြစ်တယ်ဘူးဆိုတာဘာလဲဆိုဈေးတက်ကိုစားပြုတဲ့ကန်နယ်တုံးအယောင်အဖြစ်ကျွန်တော်အစိမ်းရောင်လေးထားတာဖြစ်တယ်ဒါဆိုတော့ကျွန်တော်တို့ဈေးကွက်ထဲမှာကန်နယ်တွေကကျွန်တော်တို့ဒီမှာဘူးကန်နယ် body ကြီးတွေနဲ့ကိုပြီးထားတာဖြစ်တယ်ဈေးကွက်ကဒါဝယ်လိုအားများနေတယ်ဈေးတက်အားသာနေတယ်လို့ဒါကိုကြည့်ရင်အဖြစ်အယိုးရှင်းဆုံးကျွန်တော်တို့ဆုံးဖြတ်လို့ရမှာဖြစ်တယ်ဒါဈေးကွက်ဝယ်လိုအားများနေလားရောင်းလိုအားများနေလားဒါကိုကြည့်လိုက်တာနဲ့ကိုကျွန်တော်တို့ဒါဈေးတက်နိုင်ခဲ့သလားဈေးကျအားသာနေတယ်လားဆိုတဲ့ဟာကိုဒါလိုမျိုးတွေကိုကြည့်လို့ရမှာဖြစ်တယ်ဒါကဘာလဲဆိုရင်ကျွန်တော်တို့အယိုးရှင်းဆုံးပထမတနည်းအနေနဲ့ကြည့်နည်းဖြစ်ပါတယ်ခင်ဗျာsorry ဒါဆိုတော့ကျွန်တော်တို့လက်ရှိဈေးအနေထားကိုလက်ရှိရဲ့ကြည်နည်းကိုကျွန်တော်ပထမတနည်းကိုပြောပြီးပြီနောက်ထပ်တနည်းတွေကိုဘယ်လိုကြည့်လို့ရလဲဆိုလို့ရှိရင်နောက်ထပ်တနည်းကကျွန်တော်ဒီနေ့ဟာကျွန်တော်ဗုဒ္ဓဟူးနေ့ဖြစ်တယ်ဗျဗုဒ္ဓဟူးနေ့မှာကမ္ဘာရွှေဈေးမနေ့ပိုင်းဈေးစဖွင့်ခဲ့တာဆိုလို့ရှိရင်တအောင်စကို4560မှာဈေးစဖွင့်လိုက်တယ်ဗျ4500ဒါနောက်ထပ်တနည်းပါဘယ်လိုကြည့်လို့ရလဲဆို4560မှာကျွန်တော်တို့ဈေးစဖွင့်လိုက်တယ်4560မှာဈေးစဖွင့်ခဲ့ပြီးတော့ကျွန်တော်လက်ရှိချိန်ထိအမြင့်ဆုံးတက်ထားပြီးတဲ့ဈေးဟာ4680ထိတက်သွားပြီးပါပြီ4680နဲ့အထိ90အထိဈေးတက်ပြီးပြီလက်ရှိချိန်ထိအနှိမ့်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ46ထိစီကြခဲ့ပြီးပါပြီဒါဆိုတော့ကျွန်တော်တို့နောက်ထပ်တနည်းကိုဘယ်လိုကြည့်လို့ရလဲဆိုမကြည့်ခင်မှာကျွန်တော် resistance support ကိုဘယ်လိုဆွဲလို့ရလဲဆိုအရင်ပြောပြမယ်ဖြစ်တယ် resistance ဆိုတာဈေးတက်ဖို့ခက်ခဲတဲ့ဈေးတောင် resistance ဒါဆိုတော့လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးကိုကျွန်တော်တို့ဒီဗုဒ္ဓဟူးနေ့နဲ့ resistance ယူလို့ရတယ် resistance ဆိုတာဈေးတက်ဖို့ခက်ခဲတဲ့ဈေးတောင်ဒါဆိုတော့4680ဆိုတဲ့ဈေးတန်းဟာဒါ resistance ဈေးတန်းပဲဖြစ်တယ်လက်ရှိဗုဒ္ဓဟူးနေ့အတွက်လက်ရှိချိန်ထိအနှိမ့်ဆုံးကျခဲ့ပြီးတဲ့ဈေးတန်းဟာကို support လို့ခေါ်တယ် support လို့ကျွန်တော်တို့ယူဆလို့ရတယ် resistance တွေ support တွေလို့ယူလို့ရတယ်ဒါ resistance support တွေကိုကြည့်ပြီးတော့ဆုံးဖြတ်ကြည့်နေဒါဆွဲနည်းကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဒါက resistance support ဘယ်လိုယူလို့ရလဲဆိုတော့အယိုးရှင်းဆုံးယူနည်းကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဆွဲနည်းကိုပြောပြသွားတာဖြစ်တယ်ဒါဆိုတော့နောက်ထပ်တနည်းရောလက်ရှိဈေးကွက်နေတာဝယ်လိုအားများနေလားရောင်းလိုအားများနေလားဘယ်လိုကြည့်လို့ရလဲဆိုလို့ရှိရင်လက်ရှိဈေးဟာ4660ခွန်ဖြစ်နေတာဖြစ်တယ်မနက်ပိုင်းဈေးစဖွင့်ခဲ့တာ4560ဖြစ်နေတာဖြစ်တယ်ဒါဆိုတော့မနက်ပိုင်းဈေးစဖွင့်ခဲ့တဲ့ဈေးရဲ့အပေါ်မှာလက်ရှိဈေးက100ကျော်လောက်ရှိနေတာဖြစ်တဲ့အတွက်ဈေးကွက်ကဝယ်လိုအားများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဈေးသက်အားသာနေတယ်လို့ကျွန်တော်တို့ဇာတ်ကြည့်ပြအဖြစ်ကျွန်တော်တို့ပြောလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိဈေးအနေထားကိုဘယ်လိုကြည့်လို့ရလဲဆိုတဲ့ဟာကိုကြည့်နည်းကိုကျွန်တော်ပြောပေးသွားတာဖြစ်တယ်ဒီလိုကြည့်လို့ရှိရင်လည်းဒါဒုတိယတနည်းအနေနဲ့ဒါကြည့်လို့ရတယ်ဆိုတဲ့အကြောင်းပြောပြတာဖြစ်တယ်ဒါမိတ်ဆွေကကြိုက်နေတဲ့နည်းနဲ့ကျွန်တော်ကြည့်လို့ရမှာဖြစ်တယ်ဒါမရှင်းတာတွေရှင်ကျွန်တော်မေးလို့ရတယ်ဒါမိတ်ဆွေတွေအတွက်ကိုကမ္ဘာရွှေထွက်နေတဲ့မိတ်ဆွေတွေအတွက်ကိုလက်ရှိဈေးကွက်အနေထားကိုဘယ်လိုကြည့်လို့ရတယ်လဲဆိုတဲ့ဟာကိုကြည့်နည်းကိုကျွန်တော်ကပြောပေးသွားတာဖြစ်ပါတယ်ပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗုဒ္ဓဟူးနေ့နဲ့တတိထားမဲ့ဈေးတန်းတွေဘယ်မှာရောင်းတင်လဲဘယ်မှာဝယ်တင်လဲဆိုတဲ့ဈေးတန်းတွေကိုတစ်ခါတည်းပြောပေးမှဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်ပါတယ်ခင်ဗျာတတိထားမဲ့ဈေးတန်းတွေဝယ်တင်ရောင်းတင်တဲ့ဈေးတန်းတွေကိုသိထားတယ်ဆိုလို့ရှိရင်မိတ်ဆွေအတွက်ရောင်းမဝယ်မှာမဖြစ်ပါဘူးရှုံးမှုရခိုင်နှုန်းနည်းစေပါတယ်ဘာကြောင့်ဒီလိုပြောလဲဆိုကျွန်တော်ဗီဒီယိုတွေထဲမှာဆိုလို့ရှိရင်ဒါကမ္ဘာရွှေထွက်နေတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ကအလေးထားပြီးတော့ကျွန်တော် daily analysis ကိုသုံးသပ်ပေးပြီးတင်ပေးလေးရှိတယ်ဒါကမ္ဘာရွှေထွက်နေတဲ့မိတ်ဆွေတွေအတွက်ကိုသိရမယ်တင်ပေးတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရောင်းမဝယ်မှာမဖြစ်စေချင်ပါဘူးကျွန်တော်ဒီမှာ analysis ဒီရဲ့ daily analysis မှာသတိ
တိထားမဲ့ဟာတွေတည်ထားတယ်ဆိုလို့ရှိရင်ဒါမိတ်ဆွေအတွက်ရောင်းမဝယ်မှာဖြစ်ပါဘူးဆုံးရှုံးမှုရောက်ခိုင်လို့နေစီပါတယ်ဘာကြောင့်လဲဆိုတတိထားမဲ့ဈေးတန်းတွေဖြစ်တာအတွက်ကြောင့်ဒီဈေးတန်းတွေရောက်ရင်ဘာလို့တက်နေလဲဆိုဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချနိုင်မှာဖြစ်တဲ့အတွက်ရောင်းမဝယ်မှာမဖြစ်ရခြင်းအကြောင်းရင်းပြောရဖြစ်ပါတယ်ဟုတ်ကဲ့ပါတတိထားမဲ့ဈေးတန်းတွေကိုမပြောခင်ကျွန်တော်ရဲ့စားပိတ်အကြောင်းလေးကိုခဏပြောပေးသွားအောင်ပါဖြစ်တယ်စားပိတ်ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ရှိမှာဒါဒီစိတ်ချရတဲ့ယုံကြည်ရတဲ့ broker တွေနဲ့ချိတ်ဆက်ပြီးတော့ trading account ဖွင့်ပေးတဲ့ကျွန်တော်ကစားပိတ်ပေးတာဖြစ်တယ်ကျွန်တော်ကဒါ trading account စားပိတ်လည်းပေးတယ် trading လုပ်နေတဲ့သူတွေကိုလည်းဒီ account ဖွင့်နေတဲ့သူတွေကိုလည်းအကြံပေးတာတွေလည်းရှိတယ်ဒါဆိုတော့ကျွန်တော်ရဲ့စားပိတ်ကဒါကိုအဓိကထားပြီးတော့ပေးနေတာဖြစ်တယ်ဒါဆိုတော့မိတ်ဆွေကစိတ်ချယုံကြည်ရတဲ့ broker တွေနဲ့ချိတ်ဆက်ပြီးတော့ဒေါ်လာ90ကနေစပြီးတော့ဖွင့်ချင်တာပဲဖြစ်စေဒေါ်လာ100နေစပြီးတော့ဖွင့်ချင်တာပဲဖြစ်စေကျွန်တော်ရှိမှာယုံကြည်စိတ်ချစွာနဲ့ဖွင့်လို့ရတဲ့ broker တွေနဲ့ချိတ်ဆက်ထားပြီးတော့ trading account ဝန်ဆောင်မှုအကောင်းဆုံးစားပိတ်ပေးနေတာဖြစ်တယ်ဒါရဲ့အသေးစိတ်တွေကိုသိချင်တော့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီ trade account ဖွင့်ပြီးတဲ့အခါမှာလည်း commission တွေကျွန်တော်ထွက်နေစဉ်ကာလမှာလည်း commission တွေ swap fee တွေညသိခိုင်လုံးဝပေးစရာတွေမလိုပါဘူးငွေထုတ်ငွေသွင်းလည်းမြန်ဆန်ကန်စွာနဲ့လုပ်ပေးတဲ့ကျွန်တော် broker တွေနဲ့လည်းချိတ်ဆက်ပေးတာဖြစ်ပါတယ်ဒီလိုမျိုးတွေလည်းရှိတယ်ကိုယ်တိုင်ငွေထုတ်ငွေသွင်းလုပ်လို့ရအောင်လည်းကျွန်တော်တို့ဘက်ကနေဒါလမ်းညွှန်ပေးတာမျိုးတွေလည်းရှိတယ်အကယ်လို့ကိုယ်တိုင်ငွေထုတ်ငွေသွင်းလုပ်လို့မရတဲ့အကောင့်တွေမရှိဘူးဆိုရင်ကျွန်တော်တို့ဘက်ကနေတာဝန်ယူမှုအပြည့်နဲ့ငွေထုတ်ငွေသွင်းတွေကိုကျွန်တော်တို့ဘက်ကမှန်ကန်တဲ့မြန်ဆန်စွာနဲ့ကျွန်တော်ဘက်ကစားပစ်ပေးနေတာဖြစ်ပါတယ်ဒါရဲ့အသေးစိတ်တွေကိုတော့ Telegram နဲ့ Viber မှာလာရောက်ပြီးတော့မေးနိုင်ပါတယ် trading account နဲ့ပတ်သက်ပြီးတော့သိချင်တာလည်းရှိရင်မေးလို့ရပါတယ်နောက်တစ်ခုကတော့ VPNB signal စားပစ်ပါဒါကတော့ရိုးရှင်းပါတယ်မိတ်ဆွေကကျွန်တော်ရဲ့အကြံပေး30ချက်တွေကိုသဘောကျလို့ကမ္ဘာရွှေကိုကျွန်တော်ရဲ့အကြံပေး30ချက်နဲ့ trade ချင်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ဒီ VPNB signal channel မှာ join လို့ရတဲ့လစဉ်ကြေးပြီး join လို့ရမယ့် channel တွေရှိပါတယ်ဒါကိုတော့ Telegram မှာ Viber မှာဖြစ်ဖြစ်လာရောက်ပြီးအသေးစိတ်ကိုမေးပြီးတော့ join လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့တင်တန်းမှာဒီ forex trading အကြောင်းကိုတင်တန်းကိုတက်ချင်တယ်ကမ္ဘာရွှေ trading အကြောင်းကိုအခုမှစပြီးလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ basic ကနေ advanced level အထိကျွန်တော်တက်လို့ရတဲ့တင်တန်းတွေရှိပါတယ်တင်တန်းအတွက်ကိုလည်းအသေးစိတ်ကိုသိချင်တယ်တော့တက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒါကကျွန်တော်ရဲ့စာပေအကြောင်းလေးကိုခဏပြောပေးသွားတာဖြစ်တယ် sorry ပါဒီစားပိတ်ကြောင်းလေးတွေကိုဒါပြောပြပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီတရက်တာသတိထားမဲ့ဈေးတန်းတွေကမ္ဘာရွှေကိုဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဆိုတဲ့ဈေးတန်းတွေကိုတခါတည်းပြောပြမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်ပါတယ်သတိထားမဲ့ဈေးတန်းတွေကတော့ဘယ်ဈေးတန်းတွေဖြစ်မလဲခဏနေကျွန်တော်ပြောသွားတဲ့ resistance support တွေဟာဒါသတိထားမဲ့ဈေးတန်းတွေပဲဖြစ်တယ်ဒါဆိုတော့ resistance support တွေကိုဘယ်လိုယူလို့ရတယ်လို့ခဏနေပြောသွားတယ်လက်ရှိချိန်ထိအမြင့်ဆုံးတက်ခတ်ပြီးတဲ့ဈေးကို resistance လို့ခေါ်တာဖြစ်ပါတယ်လက်ရှိချိန်ဒီအမြင့်ဆုံးတက်ထားတဲ့ဈေးကဘယ်ဈေးတန်းဖြစ်မလဲဆို4680ဈေးတန်းပဲဖြစ်တယ်4680ဈေးတန်းဟာ resistance ဈေးတန်းပဲဖြစ်ပါတယ်ခင်ဗျာ resistance ဆိုတာဘာလဲဆိုဈေးတက်ဖို့ခက်ခဲတဲ့ဈေးတန်းကို resistance လို့ခေါ်တာဖြစ်တယ်ကျွန်တော်ဒီမြင်းတွေဆွဲထားတာဒါ resistance တွေပဲဖြစ်တယ်အောက်ကမြင်းဆိုဒါ support ဈေးတန်းဖြစ်တယ်ဒါဆိုရင် resistance ဖြစ်တယ်resistance ဖြစ်တယ်ဒါကကျွန်တော်ရဲ့အယိုးရှင်ဆုံးဆွဲထားတဲ့ဒါမြင်းလေးကဘာတွေလဲဆိုလို့ရှင်ဒါ resistance support တွေဖြစ်တယ်ဒီလိုမျိုးတွေကြည့်ရဖြစ်တယ်ဒါဆိုတော့4680ဆိုတဲ့ဒီ resistance လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခတ်ပြီးတဲ့ဈေး resistance လို့ယူဆတာဖြစ်တယ် resistance ဆိုတာဈေးတက်ဖို့ခက်ခဲတဲ့ဈေးတန်း resistance လို့ခေါ်ရခြင်းဖြစ်ပါတယ်ခင်ဗျာ4680ဟာတက်ဖို့ခက်ခဲနေတာဖြစ်တယ်ဒါဆိုတော့4680ဆိုတဲ့ resistance ကိုဖောက်တက်သွားနိုင်ခဲ့ရင်တော့ဈေးကအတက်အားကောင်းနိုင်တယ်ဘယ်လောက်ထိအတက်လာနိုင်မလဲဆိုလို့ရှိရင်တော့ဈေးကကျွန်တော်တို့အတက်အားကောင်းနိုင်ပါတယ်ဘယ်လောက်ထိတက်လာနိုင်မလဲဆိုတော့4685ဝန်းကျင်လောက်လာမယ်85မှာကျွန်တော်နောက်ထပ် resistance ရှိပါတယ်ဒီမှာဒီ resistance ဖြစ်ပါတယ်ဒီ resistance 4585ကိုတော့နောက်ထပ်ဖောက်တက်နိုင်ခဲ့ပြီဆိုရင်တော့ကျွန်တော်တို့4900ဝန်းကျင်လောက်အထိကိုအဈေးအတက်လာနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါက4680ဆိုတဲ့ဈေးတန်း resistance ကိုဖောက်တက်ရင်4685 4900လောက်အထိကိုဈေးအတက်လာနိုင်မှာဖြစ်ပါတယ်ဒါက resistance ဆိုတဲ့သတိထားမဲ့ဈေးတန်းကိုဖောက်တက်သွားရင်တော့ဒီဈေးတန်းတွေထိလာနိုင်မှာဖြစ်တယ်ဖောက်တက်နိုင်မတက်နိုင်ဘူးဆိုလို့ရှိရင်လည်းဒီ84ကန်နယ်တုံးရဲ့ပိတ်ဈေးတွေဆုံးဖြတ်ပါ84ကန်နယ်တုံးရဲ့ပိတ်ဈေးဟာ4680ရဲ့အပေါ်မှာပိတ်သွားခဲ့တယ်ဆိုတာဖောက်တက်တယ်လို့ခေါ်တယ်အိတ်ဖို့ကန်တဲ့တုန်းရဲ့ပိတ်ဈေးဟာ4680အောက်မှာပဲပိတ်နေတယ်ဆိုရင်တော့အယောင်းကိုဦးစားပေးပါဈေးအကျလာနိုင်ပါတယ်ဒါလေးကိုတစ်ချက်သတိထားရင်ရောင်းမဝယ်မှာမဖြစ်ပါဘူးခင်ဗျာနောက်သတိထားမယ့်ဈေးတန်းတစ်ခုကတော့ support ဈေးတန်းပဲဖြစ်တယ် support ဆိုတာဗာလဲဈေးကျဖို့ခက်ခဲတဲ့ဈေးတန်းကို support လို့ခေါ်တာဖြစ်တယ်လက်ရှိချိန်ဒီအနှိမ့်ဆုံးကျခဲ့ပြီးတဲ့ဈေးတန်းကို support ဈေးတန်းလို့ခေါ်လို့ရတယ်4546ဈေးတန်းဟာလက်ရှိချိန်ဒီအနှိမ့်ဆုံးကျခဲ့ပြီးတဲ့ဈေးတန်းဟာ support ဈေးတန်းဖြစ်ပါတယ် support ဆိုတာဈေးကျဖို့ခက်ခဲတဲ့ဈေးတန်းကို support လို့ခေါ်တာဖြစ်တယ်ဒါဆိုတော့4546ဈေးတန်းကိုဒါဖောက်ကျနိုင်ခဲ့ပြီဒီ support ဈေးတန်းကိုဒါဖောက်ကျနိုင်ခဲ့ပြီဆိုတော့ဈေးကျအားကောင်းနိုင်တယ်ဘယ်လောက်ထိကျလာနိုင်မလဲဆိုတော့4530လောက်ထိလာနိုင်တယ်4530ကိုဒါဖောက်ကျသွားခဲ့နိုင်ရင်တော့4530လောက်ထိကိုဈေးကအကျအားကောင်းအောင်မှာဖြစ်ပါတယ်ခင်ဗျာဒါက4546ကိုဖောက်ကျခဲ့ရင်ဒီဈေးတန်းတွေကိုမြင်ရနိုင်မှာဖြစ်တယ်အကယ်လို့ဒါမဖောက်ကျနိုင်ဘူးဆိုတော့အဝယ်ကိုဦးစားပေးပါလက်ရှိချိန်ထိတော့4546ကိုမဖောက်ကျနိုင်သေးဘူးမနက်ပိုင်းဈေးစောက်ဖွင့်ကြတဲ့ကနေဈေးကတက်သွားခြင်းဖြစ်တယ်မနက်ပိုင်းကလေးနေဈေးတက်တာတော့မဟုတ်ဘူးကျွန်တော်တို့မနေ့ကကျွန်တော်တို့ဒီ8နာရီ15 8နာရီခွဲသတင်းတွေထွက်ပြီးကြတဲ့ကနေကမ္ဘာ့ရွှေကဆက်တိုက်တက်သွားရခြင်းအကြောင်းရင်းဖြစ်ပါတယ်ခင်ဗျာဒါကလည်းကျွန်တော်တို့
ဒါသတင်းတွေစီးပွားရေးသတင်းတွေရဲ့ result တွေပေါ်မှာလည်းမူတည်တယ်ကျွန်တော်တို့ US wine တွေဒေါ်လာ index တွေကိုလည်းကြည့်ပါဒီဟာတွေပေါ်မှာလည်းမူတည်ပြီးတော့ကျွန်တော်တို့ကမ္ဘာ့ရွှေကလောက်ခတ်နေတာဖြစ်တဲ့အတွက်ကြောင့်ကမ္ဘာ့ရွှေထွက်နေတယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းမှာ US ဒီ wine တွေဒီဒေါ်လာ index တွေကိုကြည့်ပြီးတော့အယောင်ဝယ်လို့စိတ်ချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ US wine နဲ့ဒီဒေါ်လာ index တွေနဲ့ကမ္ဘာ့ရွှေနဲ့ဟာဆန့်ကျင်ဘက်ဖြစ်ပါတယ်။တကယ်လို့ US wine တွေကတက်တယ်ဒေါ်လာ index တွေကတက်တယ်ဆိုလို့ရှိရင်ကမ္ဘာ့ရွှေကကြားလေးရှိတယ်ဒီလိုမျိုးလေးနဲ့ပုံစံနဲ့သွားတာဆန့်ကျင်ဘက်ဆိုတာဒီလိုမျိုးကိုပြောတာချင်းဖြစ်ပါတယ်။ဒီလိုမျိုးလေးတွေကြည့်ပြီးတော့ချိန်ပြီးတော့အယောင်ဝယ်လို့စိတ်ချင်ပါတယ်။ဒါကကျွန်တော်တို့ဖြစ်လာတဲ့အလားအလာကိုကျွန်တော်ဖြစ်နိုင်တဲ့အခြေအနေကိုပြောပြဖြစ်ပါတယ်တခါတလေကြာရင်လည်းကျွန်တော်တို့US wine ကတက်နေပြီးတော့ကမ္ဘာ့ရွှေကမကြဘဲနဲ့ပြိုင်တူတက်နေတာမျိုးတွေလည်းရှိလာနိုင်တယ်။ဒီလိုမျိုးလေးတွေကိုကျွန်တော်ကဒီအန်ဒီရှိလာနိုင်တဲ့ဟာတွေကိုပြောပေးတာဖြစ်တယ်။ဒါတိထားမဲ့ဟာလေးကိုကျွန်တော်ပြောပေးတော့တာဖြစ်တယ်။ဒါကတော့ကျွန်တော်တို့ကိုကထွက်နေတယ်ဆိုလို့ရှိရင်တော့သတင်းတွေရောနားတွေရောမျက်စိစင်နားရှင်ထားရတဲ့အနေအထားမျိုးတွေဖြစ်ပါတယ်ခင်ဗျာ။ဒါက trade နေတဲ့သူတွေအတွက်ပြောတာဖြစ်တယ်။ကျွန်တော်ကလည်းအကြံပေးတဲ့သူတယောက်ဖြစ်တယ်။ trade account ဝင်နေလဲဒီဖွင့်ပေးတဲ့ service ပေးနေတဲ့သူတွေတယောက်ဖြစ်တယ်။ဒါဆိုတော့ကျွန်တော်အကြံပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်အကြံပေးနေတဲ့မိတ်ဆွေတွေကိုအယောင်မဝယ်မှာမဖြစ်အောင်ကျွန်တော်ကအမြဲတမ်းအကြံပေးတဲ့အထွေဈေးကွက်ကိုကျွန်တော်ကဈေးကွက်တွေကိုလည်းလိုက်စားတယ်သတင်းတွေကိုလည်းလိုက်စားတာဖြစ်တဲ့အတွက်ကျွန်တော်အမြဲတမ်းအဲ့လိုမပြတ်မကွက်တွေကြည်နေတာဖြစ်တဲ့အတွက်အဲ့လိုမျိုးလေးတွေကိုအကြံပေးရခြင်းဖြစ်ပါတယ်ခင်ဗျာဒါဆိုတော့ကျွန်တော်တို့တတိထားမဲ့ဈေးတန်းနှစ်ခုကိုဒါပြောပြီးပြီမိတ်ဆွေကကျွန်တော်ဒီမရှင်းလိုက်တာတွေပဲဖြစ်စေနားမလည်လိုက်တာလည်းပဲရှိတယ်ကျွန်တော်မေးနိုင်ပါတယ်ကျွန်တော်ကနားမလည်မှာပူပါတယ်ဘာဖြစ်လို့ဆိုနားမလည်လိုက်ဆိုရောင်းမဝယ်မှာတွေဖြစ်မှာဆိုလို့ပါဒါဆိုတော့တတိထားမဲ့ဈေးတန်းတွေကိုပြောပြီးပြီဆိုလို့ရှိရင်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဆိုတဲ့ဈေးတန်းတွေကိုတခါတည်းပြောပေးမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်ဒီအတန်လေးတော့တိခတ်ပြီးနားထောင်စေချင်ပါတယ်ကျွန်တော်နားလေးနည်းနည်းစီးနေလို့ပါခင်ဗျာsorry ဒါဆိုတော့ကျွန်တော်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဆိုတဲ့ဈေးတန်းတွေကိုကျွန်တော်ပြောပေးသွားအောင်မှာဖြစ်တယ်ပြောပေးဖို့မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီအဝယ်ကိုအရင်ပြောပေးမှာဖြစ်တယ်အဝယ် fine ဘယ်မှာဝယ်တင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဘိုင်းကိုဘယ်မှာဝယ်တင်လဲဆိုလို့ရှိရင်လက်ရှိဈေးမှာဝယ်တင်ပြီလားဆိုလို့ရှိရင်လက်ရှိဈေးမှာဝယ်တင်ပြီလားဆိုလို့ရှိရင်ကျွန်တော်လက်ရှိမှာဝယ်လို့ရပါတယ်လက်ရှိဈေးဝန်းကျင်4665ဝန်းကျင်နေဒီ60ဝန်းကျင်နေဟာဝယ်တင်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်4665တွေမှာဝယ်တင်တယ်လားလို့မေးခဲ့တယ်ဆိုလို့ရှိရင်ဝယ်လို့ရတယ်ကျွန်တော်အမြင်ရဆိုဘယ်စိမ်မှာဝယ်လို့ရတယ်လဲဆို4660ဝန်းကျင်နေမှာဝယ်ပါ4660တွေမှာဝယ်ခြင်းတော့မကြိုက်သေးဘူးဆိုလို့ရှိရင်မိတ်ဆွေတွေအတွက်ဆိုတော့4655ဝန်းကျင်နေမှာဝယ်ပါခင်ဗျာဒါအဝယ် point နှစ်ခုကိုကျွန်တော်ပေးသွားတာဖြစ်တယ်လက်ရှိဈေးဝန်းကျင်တွေမှာဝယ် point နှစ်ခုပေးသွားတာဖြစ်တယ် TP တိတ် profit အမြတ်ပိုင်းဈေးတန်း4660မှာဝယ်ထားတဲ့မိတ်ဆွေတွေဆိုတော့4600ကျွန်တော်တို့4680လောက်ထိကိုအမြတ်ယူလို့ရမှာဖြစ်တယ်4655မှာဝယ်ထားတဲ့မိတ်ဆွေတွေဆိုရင်4665လောက်ထိကိုအမြတ်ယူလို့ရမှာဖြစ်တယ် Essence Store လို့အရှုံးပိုင်းစည်းတန်းကိုဒါမိတ်ဆွေကကိုကြိုက်တဲ့နေရာတွေကိုရှုံးကနေနဲ့ပမာဏတွေပေါ်မူတည်ပြီး Essence ကိုချိန်ပြီးတော့ထားပါဘယ်တော့မှထားရမလဲလို့ပြောပြတော့မှာဖြစ်တယ်ဒါ TP တွေ Essence တွေကတော့ကျွန်တော်တို့ချိန်ပြီးတော့ထားပါကိုကြိုက်တဲ့နေရာကိုချိန်ပြီးတော့ထားပါဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ဘယ်တော့မှထားရမလဲလို့ပြောပြတော့မှာဖြစ်တယ်ဘယ်တော့မှထားရမလဲဆိုတော့4650ရဲ့အောက်မှာ Essence ထားရင်တော့ပို့ပြီးအဆင်ပြေပါတယ်ခင်ဗျာဒါကကျွန်တော်တို့အဝယ်အတွက် TP နဲ့ SN ကိုကျွန်တော်ပြောပြတော့ဖြစ်တယ်အဝယ်အတွက် TP နဲ့ SN ကိုပြောပြပြီးဆိုလို့ရှိရင်အယောင်ဆဲအော်တာအတွက်ပြောပြတော့မှာဖြစ်တယ်အယောင်ဆဲအော်တော့လက်ရှိမှာရောင်းတင်ပြီလားလက်ရှိမှာတော့အယောင်မစင်းစားပါနဲ့ဘာကြောင့်လဲဆိုဈေးကဆက်တိုက်တက်နေတာဖြစ်တယ်ဒီမှာကန်တယ်တွေကိုကြီးလိုက်တာနဲ့ကိုဈေးကဒီမှာပေါ်လူအကောင်းကောင်းနဲ့ကိုကျွန်တော်အတအားကောင်းကောင်းနဲ့ကိုတက်နေတာဖြစ်တယ်ဆက်လက်လက်တက်နိုင်နေတာဖြစ်တဲ့အတွက်အယောင်ကိုဦးစားမပေးပါနဲ့တကယ်လို့ဒါရောင်းချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ4680ဒီ83ဝန်းကျင်တွေလောက်မှာရောင်းမှာဒါပပလေးရောင်းစီချင်ပါတယ်အယောင် point တစ်ခုလည်းပေးသွားမယ်ဒီနေ့အတွက်ကို4683 85ဝန်းကျင်တွေရောက်ရင်တော့ပလေးရောက်မှာအမြတ်ပိုင်းဈေးတန်းနဲ့အရှုံးပိုင်းဈေးတန်းတွေရောကြိုက်တဲ့နေရာမှာထားပါဒါပေမဲ့ထားတဲ့နေရာကိုတော့ပြောပေးသွားမှာဖြစ်တယ်4683နဲ့85ဝန်းကျင်မှာရောင်းထားတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့4680ငါလောက်ထိအမြတ်ယူလို့ရမှာဖြစ်တယ် Essence Store လို့အရှုံးပိုင်းဈေးတန်းကိုတော့ဒါမိတ်ဆွေကိုရှုံးရနေတဲ့ပမာဏတွေပေါ်မူတည်ပြီးတော့ Essence ကိုချိန်ပြီးတော့ထားပါဘယ်နားမှာထားရမလဲတော့ပြောပြသွားမှာဖြစ်တယ်ဘယ်နားမှာထားရမလဲဆိုတော့4600ကျွန်တော်တို့90ရဲ့အပေါ်မှာ Essence ထားရင်တော့ပို့ပြီးအဆင်ပြေပါတယ်ခင်ဗျာဒါက10အော်ဒါအတွက် TP နဲ့ Essence ကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဒါကျွန်တော်တူတော့မြင်သုံးသပ်ထားတဲ့ဤပညာအရာသုံးသပ်ချက်ဖြစ်တယ်ဤပညာအရာသုံးသပ်ချက်ဖြစ်တာတော့တရားရခိုင်နှုန်းမှန်ကန်ဘူးတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade ကောင်းတဲ့ loss site တွေပေါ်မှာမူတည်ပြီးတော့စနစ်ကျတဲ့အယောင်ဝယ်လို့ဖို့တော့အကြံပြုပါတယ်ခင်ဗျာဒါဤပညာအရာသုံးသပ်ပြီးဆိုကျွန်တော်သတင်းပိုင်းချက်လေးရသုံးသပ်ပေးသွားအောင်ပါဖြစ်တယ်သတင်းပိုင်းချင်းလေးရအောင်ဒီနေ့တော့သတင်းတွေထွက်ဖို့ရှိလားမရှိဘူးလားဆိုတော့တစ်ချက်လောက်သွားကြည့်ရအောင်ခင်ဗျာဒါဆိုတော့သတင်းတွေကထွက်ဖို့ရှိလားဆိုရင်ဒီမှာသတင်းကထွက်ဖို့ရှိပါတယ်ခင်ဗျာတော်တော်အရေးကြီးတဲ့သတင်းတွေပဲဖြစ်ပါတယ်ဒါပါသတင်းတွေလဲဆိုရင် US နိုင်ငံရဲ့စီးပွားရေးသတင်းတွေပဲဖြစ်ပါတယ်ခင်ဗျာ US နိုင်ငံစီးပွားရေးသတင်းတွေညပိုင်းမှာသတင်းထွက်ဖို့ရှိပါတယ်ဘယ်အချိန်ဒီမှာထွက်မလဲဆိုရင်မြန်မာစံတော်ချိန်ဒါဆိုလို့ရှိရင်သူက US ရဲ့အချိန်ဖြစ်တယ်ဘယ်အချိန်ဒီမှာထွက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့9နာရီ
6:45မှာတခုထွက်ရှိသွားမယ် ADB နန်းဖန်ဆိုတော့ဒါတောက်ကြနေမှာထွက်မဲ့နန်းဖန်သတင်းရဲ့အကျိုးသတင်းကိုထွက်တာဖြစ်တယ်6:45မှာထွက်မဲ့သတင်းကတခုရှိတယ်နောက်ထပ်ကတခုကကျတော့ဒါ US wine ကကျတော့ကပတ်ရွှေနဲ့ပတ်သက်ပြီးတော့သတင်းတော့မဟုတ်ဘူးဒါ US wine အတွက်သတင်းပဲဖြစ်တယ်ကပတ်ရွှေနဲ့တက်ဖို့သတင်းကတော့ည6:45မှာထွက်ရှိသွားမှာဖြစ်တယ်ဒီသတင်းရဲ့ result ပေါ်မှာမူတည်ပြီးတော့ကပတ်ရွှေကလောက်ခတ်နိုင်တယ်ဘာဖြစ်လို့လဲဆို ADB နန်းဖန်နဲ့နန်းဖန်ဆိုတဲ့သတင်းအမျိုးအစားတွေကဈေးကွက်မှာအလို့ကပတ်ရွှေအတွက်အလောက်ခတ်ကျန်တဲ့သတင်းအမျိုးအစားတွေပဲဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်ကဒီသတင်းတွေထွက်လို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram feed channel မှာကျွန်တော်အမြင်တင်ပေးလိမ့်မှာဖြစ်ပါတယ်ဒါမိတ်ဆွေကကြတော့ကပတ်ရွှေနဲ့ပတ်သက်ပြီးသတင်းချက်လက်တွေသိချင်တာပဲဖြစ်စေဈေးနှုန်း update တွေသိချင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram feed channel ကို join ထားပေးပါကျွန်တော်အဲ့မှာအများအားတင်ပေးလေးရှိတယ်ကလို့မ join ရနေတဲ့မိတ်ဆွေတွေအတွက်ဆိုရင် YouTube channel ရဲ့ကျွန်တော် comment အောက်မှာကျွန်တော် Telegram link ကိုချပေးထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ sorryဒါဆိုတော့ကျွန်တော်တို့သတင်းပိုင်းအချက်လက်ရတွေမရှင်းလိုက်တာပဲဖြစ်စေဤပညာရသုံးသက်ချက်တွေမရှင်းလိုက်တာပဲဖြစ်စေကျွန်တော်တို့ဒီ trade ကောင်းဖွင့်နေတာပဲဖြစ်စေကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးများတင်ရှိပါတယ်